Hello design အသစ်တွေဆံမဲထုတ်ထားတဲ့အထည်လေးထွက်လာခဲ့ပါပြီအဲ့ဒါလေးကိုအခုပြပေးပါမယ်ဒီဇိုင်းအသစ်မျိုးနေကြတဲ့ချီရတဲ့ customer များအတွက်ဒါလေးကဒီဇိုင်းအသစ်အတွက်ပေါ့နော် sample ထုတ်ထားတဲ့အထည်လေးပါဒီတစ်ခါဒီဇိုင်းလေးကိုတော့အရင်ဒီဇိုင်းနေနဲ့မတူကွဲပြားအောင်လို့ level လေးတောင်လေးလုပ်ပေးထားတယ်ပြီးတော့ဒီရင်ပနာလေးမှာပေါ့နော်သူ့အိစာနဲ့သူအဖက်ပုံစံဒီဇိုင်းလေးထွင်ထားပါတယ်အင်ကြီးလေးကိုဒီတိုင်းကြည့်လိုက်ရင်သူ့ပုံစံလေးကရိုးရှင်းတယ်လို့ထင်ရပေမဲ့တကယ်ဝစ်ကြည့်ရဲ့အခါမှာပေါ့နော်အဲ့ဒီပုံစံလေးက smart ဖြစ်ပြီးတော့ခင်မီဆန်တဲ့ပုံစံမျိုးလေးဖြစ်နေရတွေ့ရပါတယ်ဒီအင်ကြီးလေးကတောက်ယူထားတဲ့ဒီတောက်အယူစာလေးရဲ့ပြီးတော့ပေါ့နော်ဒီ level မှာဟာမနေအောင်လို့ခိုင်ကတောက်စားထားတာလေးပေါ့နော်ဝစ်ကြည့်လိုက်တဲ့အခါမှာလုံးဝချက်ချက်ကက်ကက်လေးဖြစ်တဲ့ level ရောပြီးတော့ဒီကတ်တင်မိုင်းရောပေါ့နော်လုံးဝချက်ချက်ကက်ကက်လေးဖြစ်တာကိုတွေ့ရတယ်အဲ့ဒါကြောင့်ဒီဒီဇိုင်းလေးကိုမကြခင်မှာပဲ PR လေးလက်ခံပြီးတော့မှချုပ်ပြီးတော့မှဖြစ်ပါတယ်အားလုံးလည်းဒီဒီဇိုင်းလေးကိုကြိုက်ကြမယ်လို့ထင်ပါတယ်ဒီဇိုင်းလေးထွက်ရင်လည်းအားပေးကြပါအောင်နော်ယုံကြည်စွာနဲ့အားပေးကြတဲ့ customer တဦးချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်